အသက်ရည်ကြီးရင်လာပြီဆိုရင်အကောင်းဆုံးအားကဘာဝနာပဲပြောပြသားရဲ့အသက်ရည်ကြီးရင်လာပြီဆိုရင်အကောင်းဆုံးအားပါတဲ့တော့ဘာဝနာပဲမှတ်မိလားဘုရားနှုတ်တရီတွေပွားနေမေတ္တာတွေပို့နေမယ်ဆိုရင်ဘာဝနာထဲမှာအမြင့်ဆုံးဖြစ်တဲ့ဘာဝနာကုသိုလ်ကြီးကိုလုပ်နေရအမြင့်ဆုံးဖြစ်တဲ့ဘာဝနာကြီးလုပ်နေရတဲ့အတွက်အမြင့်ဆုံးဖြစ်တဲ့အကျိုးတွေပြီးတာသမထံဘာဝနာဘယ်20ရှိ40ရှိတယ်ဘယ်20ရှိတယ်အမြင့်ဆုံးကဗုဒ္ဓနှုတ်တရီပဲအမြင့်ဆုံးကဘာလဲတော့အလုံးဖရာကုံတော်ကိုယ်ပါရတယ်မဟုတ်လားမိမိတို့နာသီးပြားကထွက်လေဝင်လေတိုင်းကိုဒီတိုင်းထုတ်နေတဲ့ရက်တွေလတွေနှစ်တွေအလဟတထုတ်နေတာတွေတော့များလားမများဘူးလားများတယ်ဘုန်းကြီးတို့နယ်ဘက်မှာအမတန်မှဘုံကံပါရမီကြီးမားတဲ့ကျေးဇူးတော်ရှင်ဖောက်ဆရာတော်ဘုရားကြီးဆိုကြားဘူးတယ်မလားမနိုင်ငံတော့ကဘာကောအလေးကယူပြုတယ်ဘုန်းကြီးနဲ့လည်းမတန်ရည်တည်ပါဆရာတော်ဘုရားကြီးကဘုန်းကြီးတို့ဟင်္သရလေးပြီးတော့3မိုင်လောက်တော့ဝေးတယ်လိတ်ချောင်းပေါ့နှစ်တိုင်းဆရာတော်ဘုရားကြီးကမွေးနေ့ကျွာမှာပြန်လို့တိုင်းမှာကောင်းမှုတော်ကြီးလောက်ဘုန်းကြီးကလည်းဆရာတော်ကြီးမွေးနေ့ထိတ်မှဆိုတော့သူတို့ပင့်လို့သွားတာအဲ့ဒါဆရာတော်ကြီးကစကားသမီးတွေပြောပြတော့နာသီးပြားကထွက်တဲ့လေတွေကိုအလဟတထုတ်မပြင်းနဲ့တန်ဖိုးမဲ့စွာထုတ်မပြင်းနဲ့ရှုလိုက်တိုင်းမှာအရဟံထုတ်လိုက်တိုင်းမှာတမ္မာတန်ဖို့တော့ဘာဝနာလေးမြင့်တင်မော့ကွာလို့ရိတ်သားရေဘာနဲ့မြင့်တင်အောင်ဘာဝနာနဲ့မြင့်တင်ဘုန်းကြီးတို့တရားနာနေတဲ့တရားဓမ္မတွေနာသီးပြားကထွက်လိုက်တဲ့လေတွေဟာအမှတ်တင်ညာတွေမဲ့ပြီးတော့ဘလောက်ထိတန်ဖိုးမဲ့စွာထုတ်ထားတယ်လေလို့ဆရာတော်ကြီးကတန်ဖိုးကြီးမားတဲ့ဆုံးမစကားလေးနာသီးပြားကထွက်တဲ့လေးကိုအလဟတထုတ်မပြင်းနဲ့အဲ့လိုရှုလိုက်တိုင်းလေးမှာအရဟံလို့ရှုတဲ့ထုတ်လိုက်တိုင်းလေးမှာလည်းအတိအမှတ်ကလေးပြုသမ္မာသမ္ဗုဒ္ဓောယံရှုလိုက်တိုင်းလေးမှာဝိစ္ဆာစရဏသမ္မန္တောထုတ်လိုက်တိုင်းလေးမှာသူကတော်ဝင်လိုက်တိုင်းလေးမှာလောကဝိတုထုတ်လိုက်တိုင်းလေးမှာအနုတ္တရပုရိသဓမ္မတာရတိဝင်လိုက်တိုင်းလေးမှာသတ္ထာဒေဝမနုဿာနံထုတ်လိုက်တိုင်းလေးမှာဗုဒ္ဓောပြန်ရှုလိုက်တဲ့အခါမှာဘဂဝါလုပ်ကြည့်လိုက်ဘာဝေဗုဒ္ဓနုဿရိဘာဝနာနမနုဿရံဧမံတတိဘာဝရိတဝါစိတ်တံပုရိယတတိတဲ့အဲ့ဒီလိုနာတိပြားလေးမှာဘာဝနာကုသိုလ်အမြင့်ဆုံးကိမ္ပံများစွာလောက်ထားတဲ့ကုသိုလ်ရှင်ဟာဘာဝနာကောင်းမှုဟာစိတ်တံပုရိယတတိစိတ်ကတောင်းတာတိုင်းသမထပေါက်တယ်လို့ခေါ်